Samsung မှာ Samsung ဆိုသူလေးတွေအတွက်နောက်ဆုံးအသစ်ထွက်ရှိလာတဲ့ Galaxy A60 5G အရင်ကထွက်ရှိခဲ့တဲ့ A50 နဲ့မတူတဲ့အချက်ကတော့ A60 5G လေးရာဆိုရင် IP54 ပါဝင်တဲ့အတွက်ကြောင့်မလို့မတော်တဆရည်ဆိုသွားမှာကိုလည်းစိတ်ပူစရာမလိုပါဘူးเนาะဒါအပြင်တခြားဖုန်းတွေထက် OS update ကို6တိုင်း security update ကို7ရက်အထိတိုးမြင့်ပေးထားလို့ A60 လေးဟာပုံမမိုက်တာအမှန်တကယ်ပါပဲเนาะ6.7 Full HD Plus Super AMOLED 90Hz Infinity U Display ကိုအသုံးပြုထားလို့ Screen size ကြီးနဲ့ရုပ်ထွက်ဆိုပြီးတောက်ပနေမှာကတော့လုံးဝအသေးချပါပဲ50 megapixel 5 megapixel 2 megapixel ဆိုပြီးကင်မရာသုံးလုံးထည့်သွင်းပေးထားတဲ့အပြင် selfie camera 30 megapixel ကိုအသုံးပြုပေးထားတဲ့အတွက်မိမိတို့လိုပုံလှလှလေးရိုက်တဲ့သူတွေကတော့ကွက်တီပါပဲเนาะခုလက်ရှိမှာတော့ Galaxy A60 5G ကို trade လုပ်မယ်ဆိုရင် cashback 2သိန်းတောင်ရရှိအောင်မှာဖြစ်ပြီးတော့ Galaxy A series J series ဖြစ်နေရုံနဲ့ trade ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။အခြားလက်ဆောင် gift တွေလည်းပါရှယ်မှာဖြစ်လို့မမြင်တို့ဆိုင်အောင်အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။